ကိုအချစ်ဆုံးသူကိုမျက်စိရှိတဲ့အသက်သက်သေးတာကိုမြင်လိုက်ရတဲ့အခါဘလို့ခံစားရမလဲဒီဇလန်းလေးကအိမ်ဆိုတဲ့ကောင်မလေးတယောက်ရဲ့ကြောက်မက်ဖွယ်အတွေ့အကြုံကိုပြသထားပါတယ်ညနှစ်တန်းကောင်မလေးအိမ်တယောက်မျက်ရည်တွေနဲ့ရှိုက်ကြီးတငယ်ငိုနေပါတယ်ထူမရဲ့ laptop မျက်နှာပြင်ပေါ်မှာတော့ထူမချစ်ရတဲ့ကောင်လေးတယောက်ကမျက်နှာငယ်လေးနဲ့ပေါ်လာပြီးစကားတွေပြောနေပါတယ်အေးမေမမိသေးလားငါတို့တွေ့ခဲ့တာ4 နှစ်တောင်ရှိပြီလေအိမ်ကငါအတွက်အရာပဲငါတို့အတူရှိမယ်အနားမှာပဲနေမယ်တကြောင်တည်းတက်မယ်လို့ဂတိပေးခဲ့ကြတယ်လေဒီစကားတွေပြောနေချိန်မှာအိမ်ကတော့ခေါင်းကိုယ်သာတဆက်ခါပြီးရှိုက်ကြီးတငယ်ငိုကြွေးနေပါတယ်အိမ်ငါတို့ကိုဘယ်တော့မှမထားခဲ့ပါဘူးလို့မင်းကိုယ်တိုင်ငါ့ကိုပြောခဲ့တာလေငါတို့တယောက်နဲ့တယောက်ဘယ်တော့မှမခွဲကြဘူးလို့လည်းဂတိပေးခဲ့တာပဲလို့ကောင်လေးကဆက်ပြောလိုက်တော့အိမ်ကပို့ပြီးမခံနိုင်အောင်အိုးငိုတော့တာပါပဲကောင်လေးကအိမ်ကိုစိုက်ကြည့်ရင်ဒါပေမဲ့အိမ်ကငါ့ကိုထားခဲ့တယ်လို့ပြောလိုက်တာနဲ့အိမ်ကတုံလှုပ်စွာအိုဟစ်ပြီးမထားခဲ့ပါဘူးတောင်းမှန်ပါတယ်မလွတ်ပါနဲ့အောင်တော့တောင်းမှန်ပါတယ်လို့တောင်းမှန်နေပါတယ်ကောင်လေးကသူ့မျက်နှာကိုအထက်အုပ်ပြီးငိုတဲ့အိမ်ကိုထပ်ပြောပါတယ်ငါတို့တီးသွားရင်တော့ပြန်တွေ့လို့ရတာပေါ့နော်အိမ်ကတော့အဆက်မပြတ်ငိုနေတော့ပါပဲငါတို့စောင့်နေမယ်အိမ်လို့ကောင်လေးကပြောလိုက်ပြီးကြိုးတစ်ချောင်းကိုထုတ်ယူကလေဖိမှာချီဖို့ပြင်ဆင်နေပါတော့တယ်ဒီမြင်ကွင်းကိုမြင်လိုက်တဲ့အိမ်တယောက်မလွတ်ပါနဲ့တောင်းမှန်ပါတယ်မလွတ်လိုက်ပါနဲ့လို့အိုဟစ်တာမြင်နေပါတယ်ကောင်လေးကခုံပေါ်တက်ပြီးကြိုးကိုလေဖိမှာဆွတ်လိုက်တာကိုမြင်လိုက်တော့အိမ်ကပို့ပြီးအိုဟစ်ကိုယုံနေပါတယ်မလွတ်ပါနဲ့တောင်းမှန်ပါတယ်မလွတ်လိုက်ပါနဲ့လို့အိုဟစ်နေချိန်မှာပဲကောင်လေးကခုံပေါ်ကနေခုန်ချလိုက်ပါတော့တယ်ကောင်လေးခုန်ချပြီးနောက်မှာတော့အိမ်ရဲ့အော်တန်တွေဟာပိုကျဲလောင်လာပြီး laptop မျက်နှာပြင်ဟာလည်းမှောင်မိုက်သွားပါတယ်ဒီကြောက်မက်ဖွယ်မြင်ကွင်းတွေမြင်ပြီးနောက်မှာတော့အိမ်တယောက်မောပန်းနွမ်းနေစွာအိယာကနေလှန့်နိုးလာပါတယ်သူမရဲ့အိမ်မက်ဆိုကြောင့်မျက်နှာတစ်ခုလုံးမျက်ရည်တွေနဲ့ပြည့်နေပြီးပတ်ဝန်းကျင်ကိုထိတ်လန့်တကြားကြည့်လိုက်ပါတယ်သူမနားထဲမှာတော့ကောင်လေးရဲ့အတန်တွေကပဲတင်ထက်နေတော့ပါပဲသူမဟာနားတွေကိုအုပ်ပြီးအတန်တွေကိုဖျောက်ဖျက်ဖို့ကြိုးစားနေပါတယ်အိမ်မက်ထဲကမြင်ကွင်းတွေကသူမရဲ့မျက်လုံးထဲမှာပြန်ပေါ်လာပါတယ်အိမ်မက်ထဲကကောင်လေးရဲ့ကြိုးကွင်းရာတွေကသူမရဲ့လေဘေးမှာပြန်ပေါ်လာပြီးအခန်းထဲကစပွဲပေါ်မှာတော့ကြိုးတစ်ချောင်းကအမှန်တကယ်ရှိနေပါတယ်အိမ်ကိုတန်းကြလို့သူမရဲ့မိဘနှစ်ပါးအခန်းထဲရောက်လာပြီးအိမ်ကိုနှစ်သိမ့်ပေးနေပါတယ်မိဘတွေကသူမကိုထားခဲ့ပြီးအခန်းထဲကနေထွက်သွားချိန်မှာတော့အိမ်တယောက်ကြောက်ရွံ့တုန်လှုပ်စွာနဲ့တယောက်တည်းကြံခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ဖုန်းကမိလာပါတယ်ဖုန်းဖြတ်နေပြင်ပေါ်မှာပေါ်လာတာကတော့အိမ်ရဲ့ချစ်သူအိမ်မက်ထဲမှာအသက်သက်တည်သွားခဲ့တဲ့ကောင်လေးရဲ့နာမည်ပါအိမ်တယောက်ဖုန်းကြောက်ရွံ့တုန်လှုပ်စွာနဲ့ပြန်လာပြီးစိုက်ကြည့်နေပါတော့တယ်ဘယ်သူမှမထင်ထားတဲ့လျှို့ဝှက်ချက်တစ်ခုကဗီဒီယိုကောတစ်ခုကနေပေါ်ပေါက်လာပြီးမိန်းကလေးတယောက်ရဲ့ဘဝတစ်ခုလုံးကိုပြိုလဲသွားစေခဲ့ပါတယ်ဒီအဖြစ်ပြရဲ့နောက်ွယ်ကတကယ်အကြောင်းရင်းကဘာဖြစ်မလဲတနေ့ညမှာပြပြတယောက်သူ့ကွန်ပျူတာရှိမှထိုင်နေတော့မထင်မှတ်ထားတဲ့ဗီဒီယိုကောတစ်ခုဝင်လာခဲ့တယ်ဖုန်းကင်လိုက်တာနဲ့မျက်နှာတစ်ခုပေါ်လာပြီးသူ့ကိုကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခုကိုပြသခဲ့ပါတယ်မျက်နှာပြင်ပေါ်မှာပေါ်လာတဲ့သူကဘောဆိုတဲ့ကောင်လေးတယောက်ဘောကပြပြကိုကျိုးဆွဲချပြီးတည်နေတဲ့လူတယောက်ရဲ့ပုံကြီးကိုဗီဒီယိုကနေပြခဲ့တယ်ပြပြတယောက်တုံလို့ချုပ်ချပြီးအိုဟစ်ငိုယိုတော့တာပြပြကငိုယိုရင်သူတည်ပြီဖောနင်းကြီးနဲ့ပြီလားနင်းဖြစ်ချင်တဲ့အတိုင်းပဲသူနောက်တရက်တည်သွားခဲ့ပြီလို့ဘောကိုဆွဆွဲခဲ့တယ်ဒါပြင်နင်းကြောင့်သူကိုကျိုးဆွဲချပြီးတတ်တယ်တကယ်မတည်ရင်တော့မှမတည်ချင်ဘူးလို့ပြောခဲ့တယ်တာဆိုပြီးအိုဟစ်တယ်ဘိုးရဲ့မျက်နှာကတော့ဘာခံစားချက်မှမရှိပဲပုံမှန်တိုင်းပြီးခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်ပြောင်းပြသတဲ့မြင်ကွင်းတွေပေါ်လာတယ်ဘိုးတယောက်ကျိုးဆွဲချဖို့ပြင်ဆင်နေတာကိုဗီဒီယိုရိုက်ကူးနေတာဘိုးကပြပြကိုငါတုံနေချင်းကပြောတယ်မင်းကတခြားတယောက်နဲ့တွေ့နေတယ်လို့ပြောတယ်ပြပြကသူကကျွန်တော်တုံနေချင်းတတ်တယ်လို့ပြန်ပြောတယ်ဘိုးကသူ့ကိုနှောင်ထားရစချင်ပြပြခပ်ပြုံပြုံပြောတယ်ပြီးကျိုးကိုကချီတော့ပုံလေးပြတာထုံချိန်မှာပဲစီးရုံသွားလို့ယူစားတဲ့မျိုးသမီးတယောက်ရဲ့အတိုင်းသူကိုကျိုးတနေ့မှာရောက်လာတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကသူမရဲ့ဘဝတစ်ခုလုံးကိုထိတ်လန့်ချောက်ချစရာတွေပြည့်စုံခဲ့ပါတယ်။ဘုံနဲ့ကြားတယ်အရာရာကိုကြောက်ရွံ့နေတဲ့သူမဟာဘာတွေကြုံတွေ့နေရတာပါ။ဖုန်းခေါ်ဆိုသူကတော့အမေပြုံးနေတဲ့အဲဆိုတဲ့ကောင်မလေးတယောက်ဒီဖုန်းတန်းကြားတယ်သူမအလုံးတရားဝမ်းနေကြောက်နေပြီးကျွေးနေတယ်။သူစက်ကတော့ဒီဖုန်းခေါ်ဆိုမှုနောက်ကွယ်မှာသူမရဲ့တကယ်ချင်းတူရဲ့ပုံရိပ်ဟောင်းတစ်ခုကလည်း၆ခန့်ပေါ်လာတယ်။ဒါကဘယ်လိုဖြစ်ချက်ကိုဖုန်းလို့တာလဲ။ကြောင့်ဒီတယောက်ဖြစ်တဲ့သူမဟာစာတင်ခန်းထဲမှာအမြဲတစေတွေးဝေငိုင်မှုနေတပြီးစပွဲပေါ်မှာတော့ကောင်းတဲ့တဲ့ပုံလေးတစ်ပုံကိုအမြဲတင်ထားတတ်ပါတယ်။တနေ့မှာတော့
တူမရဲ့တငယ်ချင်းတွေကအမေကပြဿနာတွေပြေလေအောင်ဒီပုံလေးကိုထားခိုင်းတာတယ်ငါတို့တည်ထွားပြီလို့တူတူထင်အောင်တယ်ဆိုတဲ့စကားတန်တွေကပို့ပြီးတော့ထိတ်လန့်စရာကောင်းလာခဲ့ပါတယ်ဒီစကားတွေကြားပြီးနောက်မှာတူမရဲ့ကြောက်ရွံ့မှုတွေကပို့ပြီးတော့ကြီးထွားလာခဲ့ပါတယ်ဖုံမီတန်းကလည်းပို့ပြီးတော့ကြေလောင်လာခဲ့ပြီးတူမရဲ့ဘဝဟာဘလို့အဆုံးတက်တမေဆိုတာဘယ်သူမှမသိနိုင်ခဲ့ပါဘူးဒီဇလန်ကတော့အချိန်တွေကုန်လုံးသွားပြီးမမိနိုင်တဲ့ကြောင်းတာဘဝပုံရိပ်တွေနဲ့ပတ်သက်နေပါတယ်ဘဝမှာဘသူနေမှအဆက်တွေမပြတ်တာဘူးသူထင်ရတဲ့သူတွေတော့တနေ့မှဘသူမှမမျိုးလေးနဲ့ဖြစ်ပျက်တွေနဲ့ကိုယ်ကွာတော့နိုင်တာကိုပြတာနေပါတယ်တကယ်တော့ပုံရိပ်တွေကတဖြည်းဖြည်းမှိန်ပျောက်ကွယ်သွားပြီးခံစားချက်တွေကတော့ရှိနေတော့ပါပြီအမတ်တရားတွေကပျောက်ကွယ်သွားပြီးတချို့ခံစားချက်တွေကတော့ကြံ့ရှိနေစေပြီဘာလို့ပျောက်ကွယ်သွားရတာလဲဘာလို့မှိန်သွားရတာလဲတယောက်နဲ့တယောက်ဝေးကွာသွားဖို့အချိန်တန်လို့ပါလားဒါပေမဲ့လှပတဲ့ဇာတ်လမ်းတွေကတော့အမြဲတမ်းရှိနေစေပြီအဲ့ဒီပုံရိပ်တွေထဲကပုံတူလေးတွေကအချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းမှိန်လာခဲ့တယ်ဒါပေမဲ့အဲ့ဒီပုံတွေထဲကကောင်မလေးကသူမရဲ့ဘေးနားမှာအမြဲရှိနေခဲ့တဲ့ကောင်လေးကိုအမြဲတမ်းသတိရနေစေပါမယ်တငယ်ချင်းတွေရဲ့သတိပေးစကားတွေအမေရဲ့အကြံဉာဏ်တွေပြီးတော့မိမ့်နေတဲ့အမှတ်တရတွေချားမှာသူမဘွားကဘလို့ဆက်သွားမလဲဆိုတာစိတ်ဝင်စားစရာပါပဲ